Okay ကျွန်တော်ဒီနေ့ time ပတ်စံ budget 1000နဲ့တောင်ကောက်ကနေရုတ်တရက်ကိုလာလဲတာပေါ့နော်ဒီနေ့ပတ်စံ1000နဲ့လောက်ရုတ်တရက်မှာကျွန်တော်သုံးမယ် budget plan ပေါ့နော်ကဲကျွန်တော်ဗီဒီယိုကြည့်လိုက်ရအောင်အခု station ရောက်ပြီဘူဒါရောက်ပြီ morning and return come back departure time 1 p.m. 34679 136 train number 136 136 yeah 81 baht for round yeah ticket train number 135 rapid on today departure time go to Ayutthaya third area Three đô rồi vậy thà là tôi rồi. Ui. Shin này đâu mà quay đều Ayutthaya stationရောက်လာAyutthaya station ရောက်လို့ရှိရင်ပုံမှန်ဖျားကိုသွားဖို့အတွက်ကားရှိတယ်ပေါ့နော်ငါစီးရင်တော့ဈေးနည်းနည်းဟိုဟာဖြစ်တယ်အဲ့တော့ထွက်တာနဲ့ဒီအနောက်ဘက်ကျွန်တော်ဆင်းလာတဲ့လမ်းတိုင်းထွက်ချတော့အခုကျွန်တော်သွားတဲ့ဒီလမ်းကြားကြီးတော့သွားလို့ရတယ်နိုင်တော့ပြန်တယ် Thank you. It's okay. It's okay. I just walk in. Come back. Okay. Thank you. Car စီးမယ်ဆိုရင်တို့ကအဲ့ဒီဘူတာကနေတဟိုးဘက်တရားကိုပတ်ပြီးတော့ဒီဘက်ကိုလာတာအဲ့မှာပြီးလို့ရှိရင်မှာဈေးတွေကညားတတ်တယ်ပုံစံချင်းနဲ့ကြည့်ပြီးတော့တောင်းတာပေါ့အခုဒီလိုမျိုးစီးလိုက်မှဆိုရင်ဒီက10ဘက်ပဲပေးရတယ်ဒီဘက်ကိုလာပြီးလို့ရှိရင်ဒါမှစပိန်ကားတဲ့ဆိုင်ရှိတယ်ဆိုင်နဲ့ပဲဒီစမှာ house ဆိုအဲ့ဒီဆိုင်မှာငါလာပို့အဆင်ပြေတယ်ဒီစမှာ house That's a cab. Yeah. Yeah, get it. Yeah. From here, then answer. Yeah. Yeah. So ဟာဒီနေ့နေတိတ်လည်းမပူဘူးကွာတော်တော်လေးအဆင်ပြေတယ်
မှာโอเคဒီကြာပြန်ထိမ့်သိမ့်ပြီးတော့ tourist pack တွေရတယ် ဒီဝက်မဟာတက်တံပယ်ရဲ့တိဆောက်မှုခိကလာခမန်းကြီးရတော့14ရာစုမှာတိဆောက်ခဲ့တယ်လို့ဖော်ပြထားတယ်နောက်ပြီးတော့ဒီတံပယ်ရဲ့ပေါ့နော်အရင်ခေတ်က1960ခုနှစ်မှာပမာလူမျိုးတိုက်ခတ်မှုတွေကြောင့်ဖျားเจ้าဒီရုတ်တရက်မျိုးတစ်ခုလုံးကမိလောက်တိုက်တွန်းနေရတယ်ပေါ့နော်အဲ့ချိန်ကစပြီးတော့ဖြစ်စီခဲ့နောက်တော့ဒီရုတ်တရက်မြို့ဟောင်းအနေနဲ့ဖြစ်သွားပြီထိုင်းနိုင်ငံရဲ့မြို့ကဘန်ကောက်မြို့ဆိုပြီးတော့ဖြစ်လာခဲ့တယ်နောက်တော့ဒီနေရာကိုဆုံးအောင်သွားကြပေမဲ့ဒီနေရာကိုကြတော့ရှေးဟောင်း UNESCO အဲ့လိုမျိုးမှတ်တမ်းဝင်တဲ့နေရာတစ်ခုဖြစ် Tourist Attraction နေရာတစ်ခုနဲ့တက်ဖတ်လိုက်ကြတယ်ပေါ့နော်အခုချိန်နဲ့အခုဒီနေရာမှာဆိုရင်တကယ်ဘုရားရုပ်ထုတွေဖြစ်စီထားခဲ့တာတွေ့ရတာလိမ့်မယ်ဒါတွေမြင်ရတာတော့တိတ်အစင်တော့မပြေဘူးပေါ့နော်ကိုတွေနိုင်ငံကလူတွေလုပ်ခဲ့တဲ့အရှိရလူတွေလုပ်ခဲ့တဲ့အကျိုးအပြစ်တွေပေါ့နော်အဲ့ဒီဟာမြင်ရတယ်ပေါ်မှာတံပယ်ပေါ့နော်အဲ့ဒါကိုတစ်ပတ်ပြီးပါဆိုတော့နောက်ဆုံးဒီဖျားနာမည်ကြီးတဲ့ street spot ပေါ့နော်ဖျားပူပေါင်းပြစ်ထားလိုက်တာဒီညောင်ပင်တွေကြားထဲစားပြီးညောင်ဝါးဝါးတယ်ပေါ့ဒီပင်ကြားထဲမှာဖျားပူပေါင်းရှိနေတဲ့ spot ကိုတော့မှာဝတ်မဟာတက်ရောက်လို့ရှိရင်ဖះကိုရင်ပတ်လိုက်ပတ်ပြီးတော့မှနောက်ဆုံးညမှာအဲ့ဒီအဝင်းထဲနဲ့ပြန်ထွက်ပြီးတော့ဒီဘက်ဒီနေရာမှာရှိတယ်လူဆူနဲ့အများကြီးနေရပါတော့ဟိုထိုင်ပြီးရိုက်လို့ရအောင်ကွန်ပျက်လေးလုပ်ပေးထားတယ်ဟိုဒီတိုင်းပေါ့နော်ဟိုရင်တော့ဖြတ်စီးပြီးတော့ဖះကောင်ဒီတိုင်းပစ်လိုက်တာနောက်ပိုင်းကျတော့ညောင်မျိုးသွားတယ်ပေါ့ညောင်မျိုးသွားတဲ့ခါကျတော့ဒီဖះဥပအောင်ကကြံခဲ့တဲ့အပုံစံမျိုးsorry oh perfect thank you Raja Bruna ဒီနာဖះအဆောင်ဖူးရှင်တော့ဟိုဖះเจ้าတစ်ခုရောက်တိုင်းတစ်ခုဝယ်တာတဲ့ဆိုင်order ticket ကိုဝယ်လိုက်တာပိုကောင်းတယ်ပတ်220ပေါ့နော်ကျွန်တော်ကတော့ဒီအပြန်ယထာက4နာရီဖြတ်ထားတဲ့ခါကျတော့ဘယ်လိုပဲနေဒီဘက်မှာလဲပတ်တာ2နာရီကိုလက်စသိမ်းပြီးတော့3နာရီခွဲလောက်ဆိုတာနဲ့ဆိုင်ကယ်ကိုစကူတာကိုပြန်အပ်မှာပုံစံဖြစ်မှဟိုဘက်ကို4ခွဲရထားကျွန်တော်ပြီးမှာအဲ့တော့ audit ticket ကိုကျွန်တော်မဝယ်ဘဲနဲ့ဒီဖះတစ်ခုချင်းစီကိုပတ်50ပေးပြီးဝင်တယ်ဒါပေမဲ့ပတ်50ပေးဝင်တယ်ကျွန်တော်အခုနှစ်ခုဝင်ပြီးသွားပြီနှစ်ခုမြောက်ပေါ့နော်နောက်ထပ်ကျွန်တော်ထပ်ဝင်2ခုလောက်ပဲထပ်ဝင်အောင်မယ်ပြီးကြားထဲမှာမင်းစာနားမှာပါညာနဲ့ဆိုတော့ပတ်တိလောက်ပဲကြာမယ်ကျွန်တော်မှန်းတာလည်းဆိုဟိုနောက်ပြီးတော့ဟိုဖះခုံလုံးကဒီနားမှာဖះเจ้าကဒီလိုပြောရမယ်ဖြက်စီးခံ
ဖះเจ้าမနော်ဖះเจ้าနဲ့အကုန်လုံးပုံစံတူတူတွေကြီးပဲဖះเจ้าတစ်ခုနဲ့တစ်ခုကတိတ်ဘာမှမကွဲပြားဘူးနော်မကွဲပြားဆိုတော့သဘောမျိုးပြောတာမဟုတ်ဘူးဒီစောက်ထားတဲ့ဒီယဉ်ကျေးမှုလက်ရပါတော့ပုံစံတူတူပဲဖះเจ้าဆောင်ရှိမယ်ဖះရှိမယ်ပြီးတော့ဖြည့်စည်းခံတာဖះရှိမယ်ဒီရပဲနောက်တစ်ခုကတော့ဒီနေရာမှာမဖြစ်မနေတော့တယ်ကျွန်တော်ခဏမှဆုံးသွားတဲ့ဖះเจ้าပေါ့နော်ဖះเจ้าကျတော့ဒီဖိုတိုစပေါ့ပုံစံမျိုးဖြစ်သွားတော့ပေါ့ဒီညောင်မင်းထဲမှာဖះရှိနေတဲ့ဟာပေါ့နော်အခုအဖះเจ้าရဲ့ကရက်ဒီဖះเจ้าပေါ့နော်ဒီဖះเจ้าနာမည်ကဝတ်ရချပူရမနာဆိုတဲ့ဝတ်ရချပူရနာဆိုတဲ့ဖះเจ้าပေါ့နော်ဒီထဲမှာလည်းအဲ့လိုပဲဖះเจ้าရှိတယ်ကျွန်တော်ဒါပြီးရင်ဟို elephant site ကိုသွားမယ် elephant site မှာတပုံတော့ရိုက်မယ်အဲ့ဒါဆင်းတဲ့ပုံတော့ရိုက်မယ်ဆင်းလေးတွေအစားကျွေးမယ်ဒီလောက်ပဲဆင်းတော့မစီဘူးဟိုဆင်းတော့မစီဆိုတာစီးရမှာဘယ်မျိုးပဲမကောင်းလို့ပေါ့နော်အားနာဟိုတရိษံတို့တက်စီရဆိုပလိန်ကတရိษံနဲ့တက်စီတော့အဲ့မကြိုက်ဘူးလားမစီဘူးအဲ့တော့အမေတပုံရိုက်ချင်တယ်ပြီးတော့ဆင်းအစားကျွေးမှာပေါ့နော်အဲ့ဒါပဲ activity အခုနှစ်ခုမြောက်တက်မယ်ကျွန်တော်ခဏထိုင်နားနေပြီးကြလို့ရှိရင်ခဏပတ်လိုက်အောင်မယ်ကဲခဏမောပြနားလိုက်အောင်မယ်အော်ရရှိရယ်ဟောကဲအော်ရဒါမျိုးကြားတယ်တော့ကြားပါရဲ့အော်ရဘာဒီတက်ကအော်ဒီတက်ကဝါရောင်နဲ့လာတယ်ဒီ1 ticket ကတော့ဖျားကြောင်းတစ်ခုရအောင်တစ်ခုဝယ်ရတယ်ပြင်မယ်ဒီဖျားကြောင့်နည်းတော့ကျင်းတယ်ဆိုတော့ကျွန်တော်ဝင်ခဲ့တဲ့ဒီအရှိကြောင်းဆောင်ကြီးကနေရအောင်ပြန်ရောက်လာခုမှဟိုလူထွက်လာနေတာဆိုတော့ကျွန်တော်ထွက်လာနေတာအခုတစ်ပတ်တောင်ပြေသွားပြီကျင်းအလဲမှာဒီဈေးဒီရှိတယ်ဗောနော်အဲဈေးဒီပေါ့တက်မယ်ရှေ့လျှောက်တော့တလန်းလေးခါရုပ်ထက်လာမှဆိုရင်တော့ရေတဲလာရေတောက်ဖို့လိုမနေပူတယ်ပြီးရင်ဖျားချောင်းတစ်ခါသွားပြီးတစ်ခုသွားပြီးတစ်ခုတော့ကြားထဲမှာနားတင်တယ်မိုးလေးဖြစ်တင်တယ်အဲဒါဆိုမလို့တော့ကဲပေါ်တက်လာအောင်ဒါဖျားချောင်းမင်းဝင်ပေါက်မင်းဖျားချောင်းဆောင်ပြီးလို့ရှိရင်ဒီဘက်စီတီကြီးပေါ့နော်ရောက်တယ်ကဒါစီတီရဲ့အ
လေပစ္စည်းရအပေါ်ထိတက်လို့ရသေးတယ်အလေပစ္စည်းအော်တီဗီဖះเจ้าကဟိုဘက်အရှိကဖះเจ้าဆောင်ကအရှိဖះเจ้าဆောင်ဒီဘက်ကဟာအနောက်ဖះเจ้าဆောင်ဟုတ်တယ်နောက်ဖះเจ้าနေရအခုဟိုဘက်ကအရှိပေါ့နော်ဒီဘက်ကအနောက်ဆိုတာအနောက်ဖះเจ้าဆောင်ဟိုဘက်ကအရှိဖះเจ้าဆောင်အရှိနဲ့နောက်ဖះเจ้าဆောင်နှစ်ခုရှိတယ်အလဲမှာသူကစီဒီတည်ထားတယ်ပြီးတော့ဘေးနားမှာအရန်စီဒီနဲ့အဲ့လိုမျိုးတည်ထားပြီးတယ်တဘောပေါက်ပြီးစီဒီဖွဲ့စီပေါ့အခုကျွန်တော်ပြန်ပက်လိုက်တယ်အရှိဖျားချောင်းဆောင်ပြန်ရောက်အရှိဖျားချောင်းဆောင်ရေတော့မဟုတ်ဘူးနော်နေကဒီဘက်ကထွက်တော့ဆိုအရှိတော့တောင်နဲ့မြောက်ပေါ့ဟုတ်ပေါ့တောင်ဘက်မုံနဲ့မြောက်ဘက်မုံဖျားချောင်းဆောင်ပြန်ဖြစ်သွားမယ်အခုဒီပေါ်တက်ကြည့်လိုက်ဒီဒုတိယတံပေရဲ့ထူးခြားချက်ကတော့သူတို့ဒီချိန်ပိုင်းအတွင်းမှာပေါ့နော်ဒီအရင်ခေတ်ကသုံးခဲ့တဲ့အသုံးဆောင်ပစ္စည်းတွေကိုပြန်ရှာတွေ့ခဲ့တဲ့ရွှေတွေနဲ့လောက်ထားတဲ့အသုံးဆောင်ပစ္စည်းတချို့ပေါ့နော်အယုတ်တရားဒီ site တွေအထဲမှာရှိတဲ့ဒီ CD တွေအထဲမှာမှသူချိန်ပါဒီ CD မှာရှိတဲ့ချိန်ပါနေပြီးပစ္စည်းအများဆုံးသူ့ဖို့ရရှိခဲ့တယ်ပေါ့နော်အဲ့ဒါတော့ဒီ CD ရဲ့နာမည်ကျော်သွားစေတဲ့ချက်အဓိကနောက်ပြီးတော့ပထမ CD တွားပြီးတာနဲ့ဒီတရား CD အထိကိုတန်းဝင်နေရတဲ့ချက်တွေပြီးလာရောက်လက်ပတ်မှုအများဆုံးနေတစ်ခုဖြစ်တယ်ပေါ့နော်ဒီ CD ကဖះအတွင်းထဲမှာလင်းတို့အနံ့ရတယ်လင်းတို့အညစ်ကြေးနဲ့ပါနော်လင်းတို့လည်းရှိတယ်အဲ့ဒါတိတ်ကြနေလို့မကောင်းကိုလာအုပ်နေပြဿနာကဲဆင်းလိုက်အပေါ်ထိလည်းတက်ပြီးဆိုဆင်းတော့မယ်ဆင်းဒီနာဆင်ကိုစာကြည့်ပြီးလို့ရှိရင်ဆင်တဲ့တက်ပုံရိုက်လို့ရတယ် Your bag. Okay.
Why? Rồi. Why? Câu nó em. Ăn vào bác. Thank you. Bye bye. Bye bye, bye bye. À, thì ta chỉ cần tụi đi vào đấy. À, Cái kia nào. oh. Có lần mà luôn rồi đó. Aku senza se wow ရောက်တော့ဗောနော် senza ကျွေးတယ်ပြီးတော့စင်နဲ့တက်ပုံရိုက်တယ်ဟိုပေါင်းလေးနဲ့စင်မိုမိုလေးနဲ့တက်ပုံရိုက်တယ်အဲ့မှာအဲ့မိုမိုဟိုကြမှာအဲ့စင်မိုမိုနဲ့တက်ပုံရိုက်တယ်တော့လိမ့်ပါတယ်အဲ့ကောင်ဟိုချစ်ဖို့ကောင်းနေလို့ကျွန်တော်ဒီနေ့တုံးတာလက်တစ်ထောင်ပြည့်ပြီးသားပေါ့နော်အဲ့ဒါချက်ပြန်တက်ပြမနက်ကတထားစီးတာအပွားပြန်လက်မှတ်က80တက်ပြီးတော့အခုကြားကြောင်းတစ်ခုဝင်ပြီးွားကြတာဘတ်တရားအခုစကူတာပေါ့နော်ခါထားတာက250ဆိုတော့စုစုပေါင်း440တစ်ပတ်ကုန်သွားပြီ440တစ်ပတ်ကုန်သွားတော့ဆောနာကျွန်တော်စင်စာကျွေးတာဘတ်တရားတက်ပုံရိုက်တာကဘတ်50 150ပေါ့နော်150 Okay အဲ့ဆို991ဆိုတော့ကျွန်တော်ဘတ်600သုံးလိုက်ပြီဘတ်600သုံးရဆိုတာကျွန်တော်ဒါဓမ္မတွေသုံးထားလဲဆိုရင်ဒီစကူတာမှာကျွန်တော်ပတ်စံသုံးလိုက်တယ်လို့ဖြစ်သွားတယ်ဒါပေမဲ့စကူတာမှာသုံးလိုက်တာပိုပြီးကိုယ့်ဘက်ပဲဒီတက်တာနော်ဟို250ဆိုရင်လည်းစကူတာမှာကကျွန်တော်ဘတ်60ပဲသုံးမယ်ဆိုရင်တော်တော်လေးကျန်အောင်မှာဟို600လောက်600ကျော်ကျန်အောင်မယ်600ကျော်လောက်ကျန်အောင်မယ်အဲ့တော့တက်တစ်ထောင်လောက်ကိုလောက်ရှည်ရလဲကျွန်တော်ကမနေ့ကတခါတည်းရေတဘူးဝယ်ထားပြီးတော့ဆိုဒီမှာဘာမှအခုချိန်နေဘာမှမဝယ်သေးဘူးအခုဒီစင်စခန်းရောက်တဲ့အထိတောင်းထားတဲ့ပတ်စံက990တက်990တက်ကိုအခုခမင်းတော့စားမှာဆိုရင်ဘာမှကောင်းမှာမဟုတ်ပါဘူးကျွန်တော်တယောက်ကစားရဆိုတော့ပုံမယ်ညနေပြန်တဲ့ထိတော့ပုံမယ်ချိန်မောင်းတော့ဖတ်ရရတယ်ကဲခုကကျွန်တော်ဒီနာကအယုဒ္ဓယမှာနာမည်ကြီးတဲ့ဘုတ်နုတွေဆိုတဲ့နေ့တိုင်သွားမယ်ဒီပုံရှာလိုက်အောင်သုံးလို့ဆိုကဲသွားပြီဘိုက်ဘိုင်မမိုရေဆိုင်ရဲ့လိပ်စာလေးကိုကျွန်တော်ဒီ YouTube ရဲ့အောက်ဘက်မှာကျွန်တော်ဖော်ပြချက်အောက်မှာကျွန်တော် Google Map ထည့်ထားပေးမယ်have a menu of Thai menu we have pork noodle and beef pork noodle a little would you like some drink yeah water Fanta Fanta red or green or orange green okay you want iceဒီဆိုင်မှာကနိုတယ်ကိုဝတ်သားနဲ့အမဲသားပဲရတယ်။နိုတယ်တီးတန်ရောင်းတာသူကမိုက်တယ်။လောက်တော့ဟိုနိုတယ်ရောင်းကောင်းလဲဆိုတော့ဒီအရေးဆက်ထားတဲ့ခွက်ပေါ့နော်။အဲ့ဒါတွေတော့ပြင်ထားကြိုးပြီးတော့ကျွန်တော်ပြမယ်နိုင်ပေါ့။ရှေ့တယ်မှာဟိုနောက်ပေးတယ်မှာအဲ့လိုမျိုးချိုးပြင်လာတယ်ဒီဆိုင်ကဝိတ်တာတွေအင်္ဂလိပ်လိုလည်းရတယ်အဆင်ပြေတယ်ဝိတ်တာရပြောတာကဟိုတက်တန်လေးတွေဒီကောင်တွေကအင်္ဂလိပ်တွေတော့ဒါကြားလေးတွေပေါ့တက်တန်လေးတွေ
much is it? Just 100. 100? Yes. Wow. Thank you. Very delicious. Thank you. 100 baht. သွားရင်လည်းဘက်ထရီကုန်သွားတယ်ကွာဒါရုတ်တရက် floating market ဒါနောက်ဆုံးမှဒီကပြီးလို့ရှိရင်ကျွန်တော်စကူတာပြန်အပ်တော့မယ်ယထာစီမှာ၄ခွဲဆိုတော့အခုတနားခွဲပြန်ဟိုပြီးပြော2နာရီဆိုဒါရှေ့ရောက်ရင်2နာရီခွဲ3နာရီလောက်ရောက်ပါတော့ဒီနေ့ရုတ်တရက်ကိုကျွန်တော် budget 1000နဲ့ပတ်တာပေါ့နော် budget 1000နဲ့ပတ်တာကိုတကယ်တမ်းကျတော့1000တော့မကုန်ဟုတ်ဟိုကျွန်တော်ဒီစကူတာမှာဟိုတုံးလိုက်တာအများဆုံးပဲ channel နေရာမှာမတုံးဆောနာသမင်းဆိုင်မှာသမင်းစားတော့မှသမင်းတပွဲပေါ့နော်ခောက်ဆွဲ2ပွဲအဲ့ဒါကိုမှပတ်တရားပဲကြာအခုကျွန်တော်ဒီနေ့သွားတာကဖះเจ้าနှစ်ခုရယ်ပြီးတော့နိုတယ်ဝင်စားရတယ်ဒီရုပ်ရရောက်လို့ရှိရင်မဖြစ်မနေစားရမယ်နိုတယ်ပေါ့နော်ပြီးလို့ရှိရင်ဒီခု floating market ကိုလာတယ်ဖះเจ้าကိုဘယ်ဖះเจ้า recommend ပေးလဲဆိုရင်ကျွန်တော်ခုသွားတယ်ဖះเจ้าနှစ်ခုကတော့ recommend ပေးတယ်နာမည်လေးကြီးလို့ပြီးလို့ရှိရင်ဒီဆောက်ထားတဲ့လို့ပြောမယ်ဒီဇိုင်းပြီးတော့ဒီဇိုင်းမိုင်းဆိုလဲအကောင်းကြီးတော်တော်များကြံနေတယ်ဖြည့်ဆည်းခံထားရတယ်ဆိုပေမဲ့တော်တော်ရွတ်ကြံနေတယ်နောက်ပြီးတော့ဟိုပထမဆုံးသွားတဲ့ဖះเจ้าကတော့ဒါ photo spot ရှိလို့နာမည်ကြီးတာပေါ့နော်ကျင်တိုင်းစိုးစီစီသွားတာပိုကောင်းတယ်လူရန်စီရတာမျိုးဖြစ်တတ်လို့ဒုတိယဖះเจ้าတော့ပုံမှန်ပါပဲကျန်တဲ့ဖះเจ้าတွေအများကြီးရှိတယ်ဒါပေမဲ့တကယ်တမ်းသွားမယ်ဆိုရင်ဘာမှမထူးဟိုဖះเจ้าတွေအကုန်လုံးကတိဆောက်ထားတဲ့ပုံစံတွေအကုန်လုံးအတူတူပဲဆိုတော့ကျွန်တော်အဓိကသိချင်တဲ့ main နှစ်ခုပဲသွားတယ်ပြီးတော့ဖြည့်ဆည်းခံတာအဲ့ဒါဘယ်လိုလဲဖြည့်ဆည်းခံထားရတယ်အဲ့ဒါပဲအခုဒီနောက်ဆုံးရုပ်တရက် floating market မှာဆိုရင်လည်းဒီနောက်မှာဖះเจ้าနောက်တစ်ခုထပ်ရှိသေးတယ်အဲ့တော့အခုကျွန်တော် recommend ပေးချင်တာကတော့ဆောနာအရှိနှစ်ခုကသွားတယ်ဖះเจ้าကိုသွားပါပြီးတော့ရှင်စင်စကန်ပေါ့နော် Royal Elephant နေအောင်သွားပါစင်လေးအစာကျွေးပါစင်စီးဖို့တော့အာမပေးဘူးပြီးတော့နောက်အခုဒီနောက်ဆုံးဒီရုပ်တရက် floating market ကိုလာရင်လည်းလာပေါ့မလာရင်လည်းမလာနဲ့ပေါ့နော်ဒါပေမဲ့လာရင်တော့ကျွန်တော်တော့လှေစီးဖို့တော့အကျက်မပေးဘူးလှေကပတ်200ဆိုတော့လက်ကားတက်ကြီးကိုခံစားရတယ်တိတ်ပြီးတော့မဟုတ်ဘူးပေါ့နော်အဲဒါကြောင့်မလို့လှေစီးအောင်တက်ပဲဆိုရင်တော့မစီးပါနဲ့ဒီဘန်ကောက်ကိုကြောက်ဖလားတော့မှာသစီးလဲလှေစီးတာပဲဒီနော်အဲ့ဒါပါပဲနှစ်6တော့ကျွန်တော်ဒီနေ့ပတ်1000လောကမကုန်ခဲ့ဘူးမဆိုးစစ်ဖြစ်တယ်ကျွန်တော်အချက်ကြီးစင်ရထားလဲသွားပြန်လက်မှတ်ဖြတ်ထားတယ်အစေးပဲလေတင်းတော့လည်းတီးတော့ပဲတီးပြီးဆိုတော့ပြန်มาတော့မယ်အခုဒီကျွန်တော်သွားထားတဲ့ဆိုင်လေးဒီစကူတာပြန်တင်ခါထားတဲ့ဆိုင်လေးအဲ့ဒီဟာအကောင်လုံးကျွန်တော်ရဲ့ဒီ YouTube link အောက်မှာ YouTube channel အောက်မှာကျွန်တော် Google Map နဲ့ link နဲ့ထည့်ပေးထားမယ်ဟိုနောက်များရုပ်တရက်လာလဲမဆိုရင်စေတသက်နဲ့ဟိုလူလည်းမပင်မအောင်ပေါ့နော်
ကောင်းကောင်းမွန်လဲခြင်းနဲ့ပြီးတော့ဟိုတိုးနဲ့ဆိုရင်ခဏတက်ခဏအစင်ခဏတက်ခဏဟဲပြီးတခါကျရင်သူရှင်းပြကိုလည်းနားထောင်ရမှာနားထောင်ပါလေဟိုကိုလည်းသိနေတဲ့အကြောင်းရတယ်ဆိုတော့အဲ့တော့မကောင်းဘူးလို့မပြောပါတော့လိုလက်သမားရယ်ဆိုတော့ကျွန်တော်သွားတဲ့ဒီလက်နိုင်တော့ပတ်ပြီးတော့အဲ့လောက်ထိလည်းပတ်သက်ကုန်တာလည်းမဟုတ်ဆိုတော့ကဲဒါဆိုရင်ဒီနေ့ဗီဒီယိုတော့ကျွန်တော်မရက်သေးဘူးရထားဘူးတာအကြောင်းမှကျွန်တော်တခြားဆောင်းရရှောင်းအနေထပ်ပြောပြီးလို့ရှိရင်တော့ခဏရက်မယ်ကိုကတော့ခဏလေးကျွန်တော်စကူတာစီပြန်လိုက်အောင်မယ် Okay see you Just go down there and happy you are. Sabay nga ni, di mabay nga ra po sa pera. Humahubag ka nga la rin kahit saan. Tibo, sabay hindi diante. Tibo, lo sabay hindi diante. Hubaya, piyama, tay. Sema piyo. Kita ka, dalo siya di sa mga house orဆိုင်မှာအားလုံးပုံစံပြည့်တယ်အဲ့ဒါခိုင်းမှလေးပဲတော့ဆင်ပြေတယ်ဟိုနိုင်ငံခြားသားအကျော်နဲ့တော့နော်ဒီစမဟောဆိုတဲ့အားလုံးပုံစံပြည့်တယ်နိုင်ငံခြားသားအကျော်နဲ့တော့ပြီးတော့အင်္ဂလိပ်လိုလည်းရတော့ဆင်ပြေတယ်ဟိုပို့ရည်တယ်ပေါ့ဒီကောင်မလေးကတော့လေပို့ရည်မျိုးဟာကဲရုတ်တရက်ဘူဒါစတေရှင်တော့ရောက်သွားပြီကဲဒီနေ့ကုန်ကြစရိတ်ကိုနောက်ဆုံးဖတ်ပြီးတော့တက်ကြည့်โอเคကျထားတော့ပြန်က83ပဲတော့စကူတာဟာတာက250ပဲပြီးတော့ဖျားကြောင်းနှစ်ခုဝင်လာကဖျားစင်သွားကြည့်တာနဲ့စင်စာကျွေးတာက150ပဲပြီးတော့ခေါင်းဆွဲနှစ်ပကံနဲ့ထမင်းတစ်ခွဲအေးတပလင်းတောက်တာက100ဟောစီလည်းလို့စီရတော့မှန်းတော့မလို့ဒါပေမဲ့နည်းနည်းလေးလက်မလေးနည်းနည်းလေးရော့လာဆိုတော့20ပေးလိုက်တယ်အဲ့ဒါစီဖြစ်တာ20ပြီးတော့လေအပွားပြန်က20ဒီပါအဲ့လိုပဲကြားလို့အော်တကယ်ခေါ်ဆိုတာဟုတ်တယ်927ပဲကြာဟုတ်လားကျမရှောင်းတယ်လို့ကျွန်တော်โอเคသင်ထားတာဒါရင်ကျတော့940တက်ပဲသုံးဖြစ်သွားတယ်940တက်မှာကျွန်တော်1000တက်မှာကျွန်တော်259တက်ပို့တယ်အဲ့ဒါကိုတငေါက်ရောက်လို့ရှိရင်ပုတ်စားပြင်မယ်ဟုတ်တယ်တော်တော်ပို့သွားတယ်ဟောရီနော်ဟို floating market ကိုလည်းကျွန်တော်ဝင်လိုက်အကဲကျွန်တော် floating market ဝင်လိုက်မယ်ဆိုရင်တော့လှည့်စည်းလိုက်တာ200ဆိုရင်59ပဲပုံမယ်ဟုတ်တယ်အခုအကုန်လုံးပေါ့နော်ဒီနေ့ခီးစဉ်အကုန်လုံးကိုကျွန်တော်940တစ်ပတ်ပဲကြာတယ်ကျွန်တော်သွားခဲ့တဲ့ဒီနေ့ activity တွေအကုန်လုံးပေါ့နော်အကယ်လို့ကျွန်တော် floating market မှာလှည့်စည်းခဲ့မယ်ဆိုရင်200သုံးခဲ့မယ်ဆိုရင်တော့ကျွန်တော်59ပတ်ပဲပို့အဲ့ဒါလည်း1000စစ်ဖြစ်သေးတယ်အခုလည်းစစ်ဖြစ်တယ်အဲ့တော့ဒါပြောဒီနေ့ mission complete ကောင်းကန်းစင်အောင်မြင်တယ်ပတ်1000နဲ့300လူလည်းတက်တာတယ်ကောင်းကောင်းမွန်လည်းစားလိုက်ရတယ် floating market မြင်တွေကတော့ကျွန်တော်တကယ်ပဲမစီးတာဘာဖြစ်လို့ဆိုတော့တဲ့မတန်လို့ခံစားခြင်းလို့လည်းခံစားရတယ်200အောင်ဥပမာ20 30 50ထိဆိုလက်ခံနေတယ်200ကတကယ်ပြီးတော့ဘာမှလည်းဟုတ်တော့မဟုတ်ဆိုတော့ဒီဈေးဆိုင်လမ်းလေးတွေကို
ဖောက်ထားတဲ့မြောင်းလေးမှာတင်မောလေးမောင်းပေးတာပဲရှိတယ်ဆိုတော့ sorry နော်ဒါဟိုကြိုက်တဲ့သူရှင်းမယ်ကျွန်တော်အဲ့ဒါကိုချင်းလို့ခံစားလို့မသွားဘူးမသွားမှတော့ဒီမာကတ်ကိုရောက်သွားတယ်ဒါပေမဲ့မစီဘူးဒီတိုင်းနဲ့ကြည့်ပြီးတော့ပြန်ပတ်လာတယ်ပြီးတော့နောက်တော့ရှိတယ်အဲ့တော့ဒီနေ့သွားတယ်မြတ်အတော်လုံးအောင်မြင်တယ်940တက်ပဲ259ကတ်ကိုအလုံးကောင်းမှဒီဟုတ်သားမယ်โอเคဟုတ်ပြီပိုးတဲ့နေရာ59ဘက်ကိုအလုံးကောင်းမှဆိုစဉ်းစားဘယ်နှခါကျွန်တော်အိမ်ကနေဘူတာကိုလမ်းလျှောက်လာတာပဲအဲ့တော့အခုအပြန်ကိုကျွန်တော်တက်စီပြန်မယ်မြောက်ပတ်စံလေးနည်းနည်းရှင်းဟုတ်ပြီဒီနေ့အပြန်ရထားကိရောက်တာနဲ့ကျွန်တော်တက်စီပြန်မယ်အိမ်ကိုအဲ့ဒါဆိုရပြီအခုဒီနားမှာ coffee ဆိုင်တွေ့တယ် coffee တစ်ခွက်ပဲတောက်လာအောင်မယ်ကျွန်တော်ဗီဒီယိုလေးကိုဒီနေ့ကြည့်ရတာအားလုံးပဲနောက်ခုဖြစ်မယ်လို့ထင်ပါတယ်ရုပ်တရားကိုလာမယ်ဆိုရင်အဲ့တော့နောက်ထပ်ဒီထက်ပိုကောင်းတဲ့ဗီဒီယိုလေးကိုကျွန်တော်တင်ဆက်ပေးဦးမှာမို့ channel လေးကို like and subscribe လုပ်ဖတ်ဖို့မမေ့ကြပါနဲ့အားလုံးပဲအောင်းလုံးလေးဖြစ်ပါစေဗျာ